Percy သည်စဉ်စစ်မသိဘဲရွှေစင်ဖြင့်ပြုလုပ်ထားသောပလင်ထက်ဝယ်ထိုင်လိုက်မိသောအခါသူ၏ခြေထောက်များမှာတဖြည်းဖြည်းချင်းရွှေအဖြစ်သို့ပြောင်းလဲသွားခဲ့သည်ထိုသည်ကိုမြင်လျင် Annabeth ကထိတ်လန့်တကြားဖြင့်သူ့ကိုအမြန်ထရန်ပြောတော်လေထိုပလင်မှာကျင်းစာတိတ်နေသဖြင့်ထိုင်မိသူတိုင်းမြည်သူမျှပြန်မထနိုင်တော့ပေ Percy တကိုယ်လုံးရွှေရုပ်တို့အဖြစ်သို့လုံးဝပြောင်းလဲသွားခြင်းတွင်သူ၏လက်ထဲမှဒိုင်းလွှားမှာမြည်ပြင်ပေါ်သို့ပြုတ်ကျသွားခဲ့သည် Annabeth အနေနဲ့ထိုဒိုင်းလွှားကိုယူဆောင်ကာတယောက်တည်းဘီးကင်းရာသို့ထွက်ခွာသွားနိုင်တော်လေသူမသည် Percy ကိုစွန့်မသွားခဲ့ပြီသူမသည်ဒိုင်းလွှားကိုဂယုမစိုက်ပဲရွှေပလင်၏လျှို့ဝှက်ရန်တရားကိုဖော်ထုတ်ပြီး Percy ကိုကဲတင်ရန်သာကြိုးစားခဲ့သည်ထိုခိုက်တန်းတွင်မီးနှဖျား Vulcan ရုတ်တရက်ပေါ်လာပြီးသူ၏ဝီစီကိုမှုတ်လိုက်ရာလေကားတစ်ခုချက်ချင်းပေါ်ထွက်လာသည်အကယ်၍ Annabeth သာဒိုင်းလွှားကိုယူပြီးထိုလေကားမှထွက်သွားပါကသူမသည်အမြင့်ဆုံးသောဂုဏ်ထူးဆောင်ဘွဲ့ကိုရရှိမည်ဖြစ်သည်သို့သော Annabeth ကတော့ Percy ကိုကဲတင်ရန်သာခိုင်ခိုင်မာမာဆုံးဖြတ်ထားခဲ့သည်ဤချီနီအားလုံးမှာ Percy ၏မိမိကိုယ်ကိုစွန့်လွတ်အနစ်နာခံမှုကြောင့်စတင်ခဲ့ခြင်းဖြစ်ပြီး Annabeth သည်မရေးမရောက်သောတစ္ဆာတရားနှင့်ဆုံးဖြတ်ချက်ကိုမြင်သောအခါမီးနှဖျားမှာအလွန်ပင်စိတ်လိုရှာထင်ကြီးသွားခဲ့သည် Vulcan သည်ဝီစီကိုနောက်တစ်ချိန်ထပ်မှုတ်လိုက်သောအခါ Percy ၏ကိုယ်ပေါ်မှရွှေများမှာချက်ချင်းပျောက်ကွယ်သွားပြီးရွှေပလင်၏ကျိန်စာလည်းပြေသွားခဲ့သည်တကယ်တော့ဤကျိန်စာသည်မီးနှဖျား၏စံထက်ချက်တစ်ခုသာဖြစ်သည်တဦးပေါ်တဦးတစ္ဆာရှိသူများသာဤစံထက်ချက်ကိုအောင်မြင်နိုင်ခြင်းဖြစ်သည်ထို့နောက်သူတို့သည်ဒိုင်းလွှားများကိုစစ်နှဖျား Ares ထံအနှံခဲ့ကြသည် Ares သည်သူတို့ကကုန်တင်ကားတစ်စီးစီစဉ်ပြီးခရီးစဉ်အသစ်စတင်နိုင်ရန်ကိုယ်တိုင်လိုက်လံပို့ဆောင်ပေးခဲ့ပါသည်